မြစ်တာလည်းပဲပြောမယ်ထုတ်ပေးမှလား ထုတ်ပေးလို့မရဘူးလေ ဘာဖြစ်လို့ထုတ်ပေးလို့မရလဲ မသိဘူးထုတ်ပေးလို့မရပဲဒီ ဘာဖြစ်လို့ဘာပြောင်းလုပ်တာ အသေးလောက်တာပဲ အသေးလောက်တာ ဟုတ်တယ် ကျန်ရပါသေးလားနင်းတယောက်သေးလား အကုန်ပါတယ် အကုန်ပါတယ် အကုန်ပါတယ်ဟုတ်တယ်သူအသေးမရမှာသူသိမရမှာ ကြားပြီး လောက်ထားကြတယ်လောက်ကြမရှိတယ်လောက်ထားတာသူယောက်ျားလည်းမကျင်နဲ့လို့အဝေးကိုပို့လိုက်တာသူယောက်ျားလည်းသေးသေးမှမကျင်နဲ့ဘူး ကျန်ဆရာတော့မင်းဆက်စင်နင်းလောက်တဲ့အတက်ပြန်အကုန်လုံးအဘောက်က6လောက်စင်အကုန်ထုတ်သွား ထုတ်ပေးလို့မရတာ ဘာလို့ထုတ်လို့မရလဲနင်းလောက်တော့ထုတ်ပြီးလို့မရဘူးလား မရဘူး နင်းလောက်တော့လောက်တယ်မဟုတ်ဘူးလားအခုကြောင်လို့ထုတ်ပြီးလို့မရဘူး အသေးလောက်တာလေသိမမသေးသေးဘယ်လိုထုတ်ပေးမှာလဲ ကဲဘလူးလောက်အောင်ရလာခဲ့တယ်အစော်ပြထားကြိုက်တာဘယ်လက်ညာလို့အဘလူးကြိုက်ထားစမ်းခေါင်းမနေရတော့အဲ့ဒီမိစ္ဆာရဲ့ဂုတ်ကိုချီသွားချီပြီးတော့နောက်ကဟာနဲ့စောင်းစမ်းမှာဆယ်စ ဘယ် မ်း တော့မှလောက်နာ စောင်းစမ်းနောက်က ကိုရက်ဒီဖြစ် စိုက်တာအကူညီသားအကုန်ပြက် လုံးလေငါ အကူညီသားအကုန်ပြက်တာစားရတယ်အကူကြီးအကုန်စားတယ်ငါလည်းဘယ်ကောင်မှလောင်ပြီးကိုကြီးတို့ဖျားနေတယ်ကိုကြီးအဲ့ဒီဘေးလာမှာမီးလိုက်တယ်မီးလိုက်ချောတာမိစ္ဆာရဲ့ဘေးလာမှာမီးလိုက်တယ်မီးလိုက်ချောငါမိမဲ့တော့လုံးဝထွက်လို့မရသေးတယ်ချောတာမီး ဝင်ကြတာချောတာနိုင်တော့ ဟမ်နေရောကိုကြီးလည်းမိစ္ဆာဝင်လို့ရလား ဝင်ချောတာဘာလို့လဲတော့ မင်းလည်းချောတာမီးရောချောတာမခမဲတော့ချောတာမတရားတာနှိမ့်တာမတရားတာနှိမ့်တာ တော့နော်အေးတော့အလောက်မှကြည့်နေတော့လောက်မှ အဲ့ဒီမိစ္ဆာနဲ့ဘေးလာမှာအော်တရလေးကာတာမမြင်ရသေးနဲ့တခြားမိစ္ဆာအနေ တော့ နဲ့ လာဘူးလားငါသိတော့မှငါတရားနဲ့စတဲ့ကိုမလဲဒီလိုကြည့်ရနေရလား ဘယ်သူခွာလာလဲဟမ် ပါတယ်နာမကုန်းပါ ဘယ်သူပါလာလဲ ပါငါသားသမီးတော့ကုန်းပါ အဲ့ဒါ